လူငယ်တဘာဝပြောချင်တယ်ဆိုရင်တိတန့်ပြောကြပေါ့နော်ကျောင်းဝန်းထဲမှာမလုပ်တင်ဘူးပေါ့ကျောင်းဝန်းထဲမှာတိတ်တိတ်ဆိတ်နဲ့ပဲတာတာရေးကိစ္စတွေဘာသာရေးကိစ္စတွေပြီးတော့သွားရမှာဖြစ်တယ်ပေါ့လူငယ်တဘာဝအရပြောချင်တာကိုနားလည်တယ်ဒါပေမဲ့ဘာသာရေးနဲ့မအပ်ဆက်ဘူးသာသနာရေးနဲ့မအပ်ဆက်ဘူးဥပမာကိုတိတန့်တနေရာမှာကထိန်ပြီးမြောက်တဲ့အထိမ်းအမှတ်နဲ့ပျော်ပွဲရှင်ပွဲလုပ်ရှင်တဲ့တနေရာမှာလုပ်ကြပေါ့ဖျားဝန်းကျောင်းဝန်းထဲမှာမလုပ်တင်ဘူးပေါ့ဖျားဝန်းဆိုတာငြိမ်းချမ်းတဲ့နေရာဖြစ်တယ်ကျောင်းဝန်းဆိုတာငြိမ်းချမ်းတဲ့နေရာဖြစ်တယ်ပေါ့အဲကြောင့်ဘုရားဝန်ကျောင်းဝန်ထဲမှာပေါ်တဲ့တပည့်တွေစူးစူးနဲ့မလုပ်သင့်ဘူးလို့ဆိုလို့တယ်ဗုဒ္ဓအလိုတော်ကြအတင်ဖြစ်မြောက်ခြင်းနဲ့ဆိုရင်ကျောင်းဝန်ဘုရားဝန်ထဲမှာစုဉဏ်ပူဉဏ်မှုပေါ်တဲ့တပည့်တွေကိုချောင်းချတဲ့နေပေါ့ဇနုညောင်လေးပင်မှာလေဒီဆရာတော်ဘုရားကြီးတို့ရှိစဉ်တုန်းကညောင်လေးပင်မြို့မှာဘုရားပွဲကျင်းပကြတာရှိတယ်ဘုရားပွဲခြင်းမှာတော့ထုံးစံအတိုင်းတောက်ကြမူကြခပိုင်းလိုက်တွေလူရန်မှုတွေဖြစ်ကြတယ်တနေ့တစ်နေ့ကိုပြဿနာပေါင်း16000ဘုရားပွဲမှာအကုသိုလ်တွေဖြစ်ကြတယ်ပေါ့နော်ဘုရားကိုအကြောင်းပြုပြီးတော့ပွဲတွေလုပ်တော့လူတွေအကုသိုလ်ဖြစ်ကြတယ်လေဒီဆရာတော်ဘုရားကြီးကတရားဓမ္မတွေလှည့်လည်ဟောကြားရင်းနဲ့ညောင်လေးပင်ရောက်တော့အဲ့ဒီအကြောင်းကိုသိသွားတော့တက္ကကြီးတို့ဥစ္စာကတနေ့တစ်ခါငရဲချာလူရဖျားပွဲဖြစ်နေပြီငရဲချာတဲ့ပွဲဖြစ်နေပြီဖျားကိုပူဇော်တဲ့ပွဲမဟုတ်ဘူးငရဲချာတဲ့ပွဲဖြစ်နေပြီတနေ့တစ်ခါငရဲချာလူရဖျားပွဲဒီတော့တက္ကကြီးတော့ဒီလိုလုပ်ပါအခုလိုဖျားကိုအကြောင်းပြုပြီးတော့ပွဲလက်သဘင်လုံးမဲ့အစားတရားပွဲအစားထိုးလိုက်ပါလားတဲ့ဆရာတော်ဘုရားကြီးကနော်အဲ့လိုပွဲလက်သဘင်လုံးမဲ့အစားတရားပွဲအစားထိုးလိုက်ပါလားဟောမဲ့သူမရှိရင်ဘုန်းကြီးကိုယ်တိုင်ကြွပြီးဟောပြပါမယ်တဲ့ဒီဆရာတော်ဘုရားကြီးကအဲ့တော့ဆရာတော်ကြီးကိုလည်းတရားဓမ္မတွေကကြည်ညိုတော့အဲ့ဒီနှစ်ကစပြီးတော့ဘုရားပွဲမှာပွဲလန်းသဘင်မလုပ်တော့ဘဲနဲ့ငြိမ်းချမ်းတဲ့တရားဓမ္မသဘင်ဖြစ်သွားတယ်အဲ့ဒါယနေ့ချိန်ကြီးပဲအဲ့တော့တရားပွဲဖြစ်သွားတယ်နော်ဘုခုဆရာတော်ဘုရားကြီးတို့လည်းအဲ့ဒီမှာကြွပြီးတော့ဟောပေးဖို့တယ်လို့မှတ်သားရဖို့တယ်မာသီဆရာတော်ဘုရားကြီးတို့လည်းအဲ့ဒီမှာကြွရောက်တယ်လို့ကြားဖို့တယ်အဲ့တော့မာသီဆရာတော်ဘုရားကြီးတို့ကြွတော့ဆရာတော်ကြီးကမိတ်တယ်တက္ကကြီးတို့တက္ကမကြီးတို့လေဒီဆရာတော်ဘုရားကြီးတို့စတင်ခဲ့တဲ့ဒီတရားသဘင်ပန်လင်ပေါ်မှာတခြင်းဆိုတဲ့ဘုန်းကြီးတွေမတက်စေနဲ့လို့မာသီဆရာတော်ဘုရားကြီးကမှာခဲ့တာလည်းရှိတယ်တခြင်းဆိုတာကလည်းဗုဒ္ဓတော်ကြမဟုတ်ဘူးလေအဲ့တော့ပန်လင်ပေါ်တက်ပြီးတော့တရားစကားပြောရမယ်အစားပန်လင်ပေါ်မှာတခြင်းတွေရုပ်